ကျမ်းမာရေးရ gym လဲဆော့တယ်နောက်ပြီးဝါသနာရ sport တစ်ခုခုလဲလုပ်တယ်ဆိုတဲ့သူတွေအတွက်အာဟာရပိုင်းဆိုင်ရာမှာသတိထားမယ့်အချက်တွေကိုပြောပြပေးပါမယ်။ဟုတ်ကဲ့ကျွန်တော်ကတော့ဒေါက်တာအောင်မဖြစ်ပါတယ်။အာဟာရဆိုင်ရာအထူးပြုဆရာဝန်တယောက်ဖြစ်လို့ sport nutrition specialist တယောက်လည်းဖြစ်ပါတယ်ဗျ။ခုလိုမျိုး gym ကောအားကစားအောင်နှစ်မျိုးလုံးဆော့တဲ့သူတွေကို hybrid athletes တွေလို့ခေါ်ပါတယ်။ဒီလိုမျိုးစုပေါင်းစပ်ပေါင်းလေ့ကျင့်တဲ့သူတွေအတွက်အာဟာရပိုင်းဆိုင်ရာမှာစိန်ခေါ်မှုကြီးသလိုနေ့စဉ်တိုင်းရဲ့စားသောက်မှုပုံစံတွေကလည်းအမြဲပြောင်းလဲမှုရှိနေပါတယ်။ဆိုတော့စလိုက်ကြအောင်နံပါတ်1ပထမနဲ့အရေးကြီးဆုံးအချက်ကတော့ထုံးစံအတိုင်းပဲ total calorie intake ပါပဲအားကစားနှစ်ခုလုံးရဲ့ကစားတဲ့ရက်ကြာချိန်ပြင်းအားပေါ်မှာမူတည်ပြီးတော့အပျော်တမ်းကစားတဲ့သူတွေအတွက်ဆိုရင်တနေ့တာ calorie လိုအပ်ချက်က3000ပတ်ချာလည်းလိုအပ်ပါမယ် professional hybrid athletes တွေဆိုရင်အနည်းဆုံး3500ကနေစပြီးတော့လိုအပ်ပါမယ်ဗျ hybrid athletes တွေက calorie လောင်ကျွမ်းမှုနှုန်းအရန်မြင့်မားပါတယ်လိုအပ်တဲ့ calorie ပမာဏစားမထားဘူးဆိုရင်ခန္ဓာကိုယ်ကကြွက်သားတွေကိုစွမ်းရည်အဖြစ်လောင်ကျွမ်းအသုံးပြုတဲ့အတွက်ကြောင့် muscle loss ဖြစ်နိုင်ခြေများပါတယ်နံပါတ်2 carbohydrate is the king for performance ပါ hybrid athletes တွေအတွက်အဓိကလောင်စာစီကတော့ carbohydrate ပဲဖြစ်ပါတယ်လေ့ကျင့်ခန်းပြင်းအားပေါ်မှာမူတည်ပြီးတော့အပျော်တမ်းလေ့ကျင့်တဲ့သူတွေအတွက်ဆိုရင် carbohydrate လိုအပ်ချက်က3 to 8 gram per kg per day ထိလိုပါတယ်ကိုယ့်ရဲ့ body weight အလေးချိန် kg ကို3 to 8အတွင်းမြှောက်ရတဲ့ပမာဏကိုတနေ့တာစားတော့အောင်မဲ့ carbohydrate ပမာဏပဲဖြစ်ပါတယ် professional hybrid athletes တွေဆိုရင်6 to 12 gram per kg per day ထိလိုအပ်ပါတယ်ဒီလောက်များပြားတဲ့ carbohydrate ပမာဏကိုနေ့ရက်တိုင်းတော့စားကြရမလို့ပါဘူးအားကစားလေ့ကျင့်ခန်းတွေလုပ်တဲ့ရက်မှာဆိုရင်ဒီလောက်ပမာဏကိုစားတော့ရပြီမဲ့ကြံတဲ့နားတဲ့ရက်နဲ့ gym ဆော့တဲ့ရက်တွေမှာဆိုရင်တော့အနည်းငယ်လျှော့ပြီးတော့စားတော့လို့ရပါတယ်အထူးသဖြင့် complex carbohydrate တွေဖြစ်တဲ့ထမင်းအာလူပါမုန်ချမ်းအုတ်မီးနဲ့တီးနှံတွေကိုအဓိကထားပြီးတော့စားတော့ပေးရပါတယ်နံပါတ်3 protein လိုအပ်ချက်ပါ protein prioritization လို့ခေါ်ပါတယ်ဒီနေရာမှာတော့နှစ်ပိုင်းခွဲသွားပါတယ်မိတ်ဆွေရဲ့ပထမဦးစားပေးက gym ကစားရလားဒါမှမဟုတ်ရင်အားကစားလုပ်တာလားဆိုတာမူတည်ပြီးတော့ကျွန်တော် protein လိုအပ်ချက်ကတော့ကွဲပြားသွားပါတယ် gym ကစားတာပထမဦးစားပေးဆိုရင်ကြွက်သားထိန်းသိမ်းရေးနဲ့ကြီးထွားဖို့အတွက်တနေ့တာလိုအပ်တဲ့ protein ပမာဏ 2.2 to 2.4 gram per kg per day ထိလိုအပ်ပါတယ်အဲ့လိုမှမဟုတ်ဘူးအားကစားလုပ်တာကပထမဦးစားပေးဆိုရင်တော့ protein လိုအပ်ချက်ကအနည်းငယ်လျော့ပြီးတော့ 1.6 to 2 gram per kg per day ထိစားရင်လုံလောက်ပါပြီဒီပမာဏဟာ endurance exercise ကြောင့်ရလာမဲ့ muscle breakdown တွေကိုပြန်ပြီး cover လုပ်ပေးနိုင်တဲ့ပမာဏပဲဖြစ်ပါတယ်နံပါတ်4 meal timing ပါ hybrid athletes တွေအတွက်ဘယ်ချိန်မှာဘာစားမလဲဆိုတာအရင်အရေးကြီးပါတယ် workout မလုပ်ခင်နဲ့အားကစားလေ့ကျင့်ခန်းတွေမလုပ်ခင်မှာ carbohydrate ကိုအဓိကထားစားတော့ရပြီးတော့အဲ့ဒီလေ့ကျင့်ခန်းနှစ်မျိုးလုံးပြီးတဲ့အခါမှာ carbohydrate နဲ့ protein ကိုအချိုးကျကျစားတော့ပေးရပါမယ်ဘယ်လောက်အချိုးနဲ့စားရမလဲဆိုတာအရင် podcast video တွေမှာအသေးစိတ်ရှင်းပြထားပါတယ်တွားရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျနံပါတ်5 hydration and electrolyte focus ပါ gym ဆော့တာကိုအားကစားလုပ်တာကိုနှစ်ခုလုံးပေါင်းတဲ့အခါမှာချွေးထွက်နှုန်းကအရန်မြင့်ပါပါတယ်ရိုးရိုးရေတောက်ရုံနဲ့မလုံလောက်ပါဘူးဓာတ်စားဆုံးရှုံးမှုများတဲ့အတွက်ကြောင့် electrolyte replacement တွေဖြစ်တဲ့ဓာတ်စားရည် Pocari Sweat 100 plus လိုအရည်မျိုးတွေတောက်သုံးဖို့လိုအပ်ပါတယ်ခင်ဗျကဲဒီတော့ hybrid athletes တွေအတွက်ဟာရပိုင်းဆိုင်မှာသတိထားမယ့်အချက်တွေကိုပြန်ပြီးတော့အနှစ်ချုပ်ကြည့်ရအောင်နံပါတ်1 total calorie intake ပါတနေ့တာလိုအပ်တဲ့ calorie ပမာဏပြည့်မီအောင်စားပါနံပါတ်2 carbohydrate is the king for performance ပါနံပါတ်3 protein prioritization ပါမိမိရဲ့ primary goal ကဘာလဲပေါ်မှာမူတည်ပြီးတော့ protein ပမာဏကိုတိတိကျကျသတ်မှတ်ပါနံပါတ်4 meal timing မှာအားကစားလေ့ကျင့်ခန်းတွေမလုပ်ခင်နဲ့လုပ်ပြီးတဲ့အခါမှာ carbohydrate နဲ့ protein တွေကိုအချိုးကျကျတွဲစားပေးပါနံပါတ်5 hydration and electrolyte focus တို့ပဲဖြစ်ပါတယ်ဆိုတော့ဒီ5ချက်လုံးကိုတေချာလိုက်နိုင်မယ်ဆိုရင်မိတ်ဆွေရဲ့ muscle building goal ရော endurance goal ရောနှစ်ခုလုံးမှာပါအတူတကွအောင်မြင်အောင်လုပ်ဆောင်နိုင်မှာပဲဖြစ်ပါတယ်မိတ်ဆွေတွေရော hybrid training မှာဘယ် goal ကိုဦးစားပေးလဲဆိုတာအောက်က comment မှာရေးသွားခဲ့ပါဦးခင်ဗျဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြအောင်ပါ